Hello โอเคคุณน้องว่าโหยุงสตังเนี่ยเสร็จตัวมีอะไรดูหัวมาวนแล้วรอดีมากล้องวนแล้วมีอะไรหัวมาดีมาวนแล้วหัวมาวนแล้ววนแล้วชุดแล้วเพี้ยนดีมาสุดแล้วคุณน้องมาအခုมาดูฟงเสร็จပြန်ရတယ်အဲ့ဒါအခုဘောနော်မနေ့ကပြောတာအဲ့ဒါဗီဒီယိုလုပ်ဖို့အတွက်ကိုဥမာအခုဘောနော်မနေ့ကဒီ website ကိုအရင်ဝင်ရမယ်TOD 10,000ဘောနော်ဒီမှာပြထားတယ်အဲ့ဒါ TOD 10,000တော့ကိုဝင်လိုက်မယ်တကယ်လို့ဝယ်ထားပြီးတဲ့လူဆိုရင် login မှာခါဝင်လိုက်မယ်တကယ်လို့မဝယ်ထားပြီးတဲ့လူတွေဆိုလို့ရှိရင်မှာ cluster B မှာဝင်ပြီးတော့ကိုဖြေမှာ cluster B မှာ cluster B မှာဝင်ပြီးတော့ဟိုမှာဒီ best ဒီ theory quiz or plus theory prep ပါတဲ့ဟာကိုသူက ship til gang မှာနေလိုက်လို့ရှိရင်သူဒီမှာကိုဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးလို့ရှိရင်သူ password ကိုသူက send ပေးလိမ့်မယ်ဒါ password send ပေးလို့ရှိရင်ဒီမှာ next step မှာနေလိုက်လို့ရှိရင်နောက် page တစ်ခုမှာသူဒီပတ်စံပေးတဲ့ပတ်စံရှင်းတဲ့ page လာလိမ့်မယ်အဲ့ဒါပတ်စံရှင်းတဲ့page မှာအမှပတ်စံရှင်းပြီးလို့ရှိရင်အဲ့ဒါတကယ်သူဒီ login မှာဝင်လိုက်မယ် login မှာဝင်ဒီမှာကို number ရေးဒီမှာကို password ရေးပေါ့နော်ပြီးရင် login ကိုဝင်လိုက်ဒီမှာ3ခုရှိတယ်ဟိုဒီကောင်ကြောင့် private test လုပ်မယ်ဆိုရင်ဟို bill ဒီကောင် shield ကြည့်ပဲဒီအခုသွားမှာ theory quiz ပေါ့နော် theory quiz ကိုရင်သွားဟိုတနေ့ငါတို့ပြီးထားတာဒီ bills objecting ပေါ့နော်အဲ့ဒါIT ပြီးထားတယ်ပြီးလို့အကြောင်းဒီ passive active secret ဆိုတဲ့ညောက်သွားမယ်โอเคဒီအခုငါကားနဲ့ပတ်သက်ပြီးတော့ငါတို့တင်နေတာဟုတ်တယ်ဒီကားမှာကျကားရဲ့ secret ပေါ့နော်လုံခြုံရေးပါတယ်ရှိလဲဆိုတော့2မျိုးရှိတယ်သူက passive နဲ့ active ဆိုတော့2မျိုးရှိတယ်ဒီသူတို့ဘာလို့ဆိုလို့ချင်းလဲဆိုတော့ဥမာဒီ active secret ဆိုတာဒီပေါ့နော် active secret active လုံခြုံရေးဆိုတာဘာကိုခေါ်လဲဆိုတော့ကားထဲမှာပါ utstine နဲ့ construction ဆိုတာဒီကနေ့ဆိုပစ္စည်းပဲကားထဲမှာပါတဲ့ဥမာ bil ကားထဲမှာပါတဲ့ပစ္စည်းတွေပစ္စည်းဘာအလုပ်လုပ်လဲဆိုတော့ som ska hjälpa förare av bilen och handla rätt och förebygga olyckor သူပြောချင်တာဥမာဒီကားမောင်းတဲ့လူကူညီပေးတာပေါ့နော်ဘာကူညီပေးလဲဆိုတော့ handla rätt ဆိုတာကဥမာကောင်းကောင်းမောင်းနိုင်အောင်လို့ပြီးလို့ရှိရင်ဒီ forebygge ဆိုတာကသူပြောချင်တာဘယ်လိုပြောမလဲကာကွယ်ပေးတာပေါ့ဒီ accident တွေမဖြစ်အောင်ကာကွယ်ပေးတာအဲ့လိုမျိုးအဲ့ဒါကိုသူက active secret လို့ခေါ်တယ်ဒီဥမာသူ active secret ကဘာလဲဆိုတော့ ABS bremser တွေပါမယ်ASP ဆိုတာကားမှာပါတဲ့ electronic stability program ပေါ့နော်အဲကားမှာပါတဲ့ဟာပါမယ် cruise control တွေပါမယ် anti screens alcohols ဒီကောင်တွေကကားထဲမှာ set ထဲမှာရှိနေတဲ့အရာတွေအဲ့ဒါကိုactive secret လို့ခေါ်တယ်ဥမာဒီABS တို့ပါလို့ဆိုလို့ရှိရင်သူအများနဲ့ active ဖြစ်နေဥမာအရန်လမ်းချိုးတဲ့နေရာဆိုသူတကယ်လို့ဒါမျိုးဒီမှာပုံမှာပြထားတဲ့ဒီမှာပုံမှာပြထားလို့ပဲဒီမှာကိုယ်ချင်းလဲဆိုလို့ရှိရင်ဥမာသူကကိုယ်နိုင်အောင်သူကကူညီပေးပေါ့နော်တကယ်လို့ ABS မှာပါလို့ရှိရင်ဒီကောင်အရန်ချိုးနေလို့ရှိရင်ဒီကောင်ဒါက direct တော့ကိုယ်ချင်းတော့မှဒီစီယာတန်ကိုဒါမျိုးကိုယ်လိုက်တော့မှကတဲ့ပဲသွားသွားတယ်လေအဲ့လိုမျိုးဥမာရှေ့မှာလူတယောက်ရက်နေတယ်ဆိုရင်ရန်အန်တီများတဲ့ဟာလိုမျိုးလေကားထဲမှာပါတဲ့အရာတွေပေါ့နော်ဥမာဒီအခု loss ဆိုတာကားမှာပါလာတော့မဟုတ်ဒီမှာကားမှာအပေါ်တက်လို့ရတယ်ဒါဘာလဲဆိုတော့ဥမာတချို့အရက်မူးတဲ့လူတွေလေဥမာနော်ဝေးမှာဆိုရင် premier လေ grand ဆက်ဆိုရှိရ blah 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 အဲ့ဒါ blah blah ဆိုလို့ရှိရင်မောင်းလို့မရဘူးပေါ့နော်ချို့လူအဲ့ဒါဆန်းချင်တဲ့လူတွေဥမာဘီယာတဘူးနဘူးလို့တတ်ထားတာတောက်ထားတယ်အမှ premier le grand ဆက်အပေါ်ရောက်နေအောက်ရောက်နေလားမောင်းလို့ရမရလားအဲ့ဒါဆန်းစစ်တဲ့ဟာဥမာပါဇက်ကိုငါချင်တာဒီကောင်ကို Google မှာရှာကြည့်လိုက်ပုံတွေ့လိမ့်မယ်ဥပမာတာမျိုးပေါ့နော်ပါဇက်မှာတက်ပြီးတော့ဒီမှုတ်ထည့်လိုက်လို့ရှင်သူကဒီ PC อ่ะဒီကိုရက်မူးနေလားကိုရဲ့ကိုဟုတ်ကင်ဆက်ဘယ်လောက်ရှိလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးစန်တာကေလို့ကိုဟုတ်ကင်ဆက်ကြော်နေတယ်ဆိုလို့ရှိရင်သူကကား engine ဖွင့်မပေးတာကားဆက်နိုးလို့မရဘူးပေါ့နော်အဲ့ကားမောင်းလို့မရအောင်လုပ်ပေးတာမျိုးရှိတယ် cannot ခုကပါလဲဆိုတော့ passive secret ဆိုတာဒီကောင်လည်းပစ္စည်းပဲ utstile construction ပစ္စည်းကားမှာပါပစ္စည်းဒီကောင်ကဘာလုပ်လဲဆိုတော့ဒီ
ကာကွယ်ပေးရပါတော့ဘာကာကွယ်ပေးလဲဆိုမောင်းတဲ့လူကာကွယ်ပေးတာဟိုမှာဘရှစ်တဲဆိုကာကွယ်ပေးရနော်ဘရှစ်တဲဆိုကာကွယ်တော့ပြောတော့မောင်းတဲ့လူကာကွယ်ပေးတာဟိုမှာဖတ်ဆက် share တဲ့ဆိုတော့ like ထိုင်တဲ့လူကာကွယ်ပေးတာဒါမှမဟုတ်တခြားဒီ traffic မှာရှိတဲ့ run တော်လန်လာလူကာကွယ်ပေးရတော့ဘောနော်ဒီမှာကြောဒီ passive secret မှာပါလဲဆိုတော့နံပါတ်ဟိုမှာဒီ airbag တို့လိုမျိုးဒီ secret cell တို့လိုမျိုးဟိုမှာ cube ဟိုမှာဒါကားမှာ design ပေါ့နော်ကား design ပေါ့ထင်တာကားမှာ design လုပ်တာဥမာဒါမျိုးပေါ့နော်တိုက်လို့ဘာလို့ရှိလို့ရှင်ဟိုလိုမျိုးအရန်ကြီးမဆိုးရအောင်ကာကွယ်ပေးရလိုမျိုးဥမာဘာနဲ့ stool လို့ဆိုလို့ရှင်သူက stool လို့ဆိုရှင်သူက passive secret မှာပါတယ်ဒီ list တော့မှတ်ထားကြမလို့မှတ်ထားမှာဥမာကားနဲ့ပတ်သက်လာရင်ကား secret ကနှမျိုးရှိတယ်ဥမာ secret ကမျိုးရှိတော့ဥမာနောက် chapter တစ်ခုမှာဆိုလို့ရှင်ဒီland traffic မှာနေနေ traffic ကတွားနေ land တွားလန်းလာလူတွေအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ secret လက်တရှိအောင်မှာဒီကောင်ကြတော့ကားနဲ့ပတ်သက်တဲ့ secret နှမျိုးရှိတယ်ဒီထားမှာ active နဲ့ passive secret ရှိတယ် active ကြတော့ကားထဲမှာပါတဲ့ပစ္စည်းအထက် set ထဲမှာပါတဲ့ပစ္စည်းတွေများတော့အပြင်ဟုတ်တယ်ပြီးလို့ရှင်ဒီpassive secret ဆိုတော့ဒီ airbag တို့လိုမျိုး secret belt တို့လိုမျိုး bar နဲ့ stool တို့လိုမျိုးပေါ့နော်အဲ့ဒါတွေပြောချင်တာဟုတ်တယ်ဒီမှာ uppgave မှာပါမိထားလဲဆိုတော့ utstyr eller konstruksjonen i bilen som skal hjelpe føreren av bilen og handle rett og forebygge ulykker kalles for bakholdet så da ကားမောင်းတဲ့လူကိုဘယ်လိုပြောမလဲကောင်းမောင်းတာမယွန်းမမာပေါ့နော်ဟိုမောင်းနေတဲ့ပြုတ်ကြီးဖြစ်သွားအဲ့လိုမျိုးမဖြစ်အောင်လို့ကောင်းမောင်းအောင်လို့ဟန်နေတဲ့ပြီးလို့ရှင်ဒီ accident ကကွယ်ပေးနေအောင်လို့ထည့်ထားတဲ့ဥမာပစ္စည်းတွေပေါ့နော်ဘာခေါ်လဲအဲ့ဒါကြောင့်ခုနကဖတ်သွားတဲ့အတိုင်းသူ့ကိုကြတော့ active secret လို့ခေါ်တယ် sex ဘာလို့လဲဆိုတော့စိမ့်လို့ရှင်အဲ့ဒါမှန်လို့Okay ဒီတော့ကားနဲ့ဆိုင်တဲ့ secret ပေါ့နော်တချို့ chapter တွေအရန်ကြီးတော့လေအရန်များတော့လေဒီ video အကြိုက်လောက်လိုက်လို့ရှင်အရန်ရှည်ပါမှာဆိုလို့ဥမာ chapter မှာဆိုရင် chapter 2မှာဆိုရင် 2.1 မှာဆိုရင်အရန်များတာရှိတယ်ဥမာ 2.2 နည်းနည်းလေးပဲအဲ့ဒါပြောဒီ video 10 second လောက်ပဲ10 second နဲ့7 minute လောက်ပဲအဲ့လောက်အရှိမှာထားလိုက်လို့ရှင်ပိုကောင်းမလို့ဘာလို့ဆိုတော့အရန်ကြီးလာလို့ရှင်တင်ရတာလဲ internet ပေါ်တင်ရတာလဲအရန်ခက်တယ်လေအဲ့ဒါပဲဒီ chapter နဲ့ဆက်ခုနပြောလို့ပဲဒီကောင်နဲ့ဆိုင်တာကြောင့်ကားနဲ့ပတ်သက်လန် secret ကမျိုးရှိက active နဲ့ passive secret ရှိတယ်ပေါ့နော် active မှာပါတယ်အရင်မှတ်ထားကြမလို့ဥမာတဘောတရားလို့တည်ထားမှာဥမာ passive မှာဆိုလို့ရှင် airbag လို့ပါတယ် barn stool လို့ပါတယ်ဥမာ active မှာဆိုရင် ABS bremser လို့ပါတယ် nut bremser assistance လို့ပါတယ်အဲ့ဒါပေါ့နော်ကဲဒါဆိုရင်ဒီ video ကိုဒီမှာပဲရပ်ထားလိုက်တော့မယ် okay ဟာတယ်